တို့ရင်နေမတော့လေဒီကောင်မလေးတို့ကိုဘယ်လိုသဘောလဲလေကြည်သလိုကြည်တာလေးကမြင်မတစ်မျိုးလာနေခက်ပါတယ်လေရှက်ပါတယ်လေကိုနဲ့တီးလဲမတီးပဲနဲ့ကိုနဲ့ဘာမှမဖြစ်ဖဲနဲ့မျက်စောင်းထိုးကမကြည့်သလိုကြည်ရဒီမှာမိန်းကလေးမေးပြစီဦးမင်းတို့ကိုချစ်လို့များလားလေလူကိုမြင်ရင်ဖူးကြည့်လို့နေတတ်တဲ့သူကြီးဘယ်လိုတွေးရခက်တဲ့တို့ရင်နေမတော့လေဒီကောင်မလေးတို့ကိုဘယ်လိုသဘောလဲလေကြည်သလိုကြည်တာလေးကမြင်မတစ်မျိုးလာနေခက်ပါတယ်လေရှက်ပါတယ်လေကိုနဲ့တီးလဲမတီးပဲနဲ့ကိုနဲ့ဘာမှမဖြစ်ဖဲနဲ့မျက်စောင်းထိုးကမကြည့်သလိုကြည်ရဒီမှာမိန်းကလေးမေးပြစီဦးမင်းတို့ကိုချစ်လို့များလားလေဒီလိုမေးကြည့်တော့မှသူစဉ်းစားတယ်လို့လေခေါ်ရွေပြုံးလေးဝင်ကညိုယူဆွဲပေါ်လေခင်မင်းစိတ်ကလေးသူ့ကိုအလိုချစ်လို့နေတေးချာရကြည့်မိသွားမှတကယ်ကိုချစ်မိနေခက်ပါတယ်လေရှက်ပါတယ်လေကိုနဲ့တီးလဲမတီးပဲနဲ့ကိုနဲ့ဘာမှမဖြစ်ဖဲနဲ့မျက်စောင်းထိုးကမကြည့်လို့ကြည်ရဒီမှာမိန်းကလေးမေးပြစီဦးမင်းတို့ကိုချစ်လို့များလားလေကြည့်လို့နေတတ်တဲ့သူကြီးဘယ်လိုတွေးရခက်တဲ့တို့ရင်နေမတော့လေဒီကောင်မလေးတို့ကိုဘယ်လိုသဘောလဲလေမကြည့်လို့ကြည်တာလေးကမြင်မတစ်မျိုးလာနေခက်ပါတယ်လေရှက်ပါတယ်လေကိုနဲ့တီးလဲမတီးပဲနဲ့ကိုနဲ့ဘာမှမဖြစ်ဖဲနဲ့မျက်စောင်းထိုးကမကြည့်လို့ကြည်ရဒီမှာမိန်းကလေးမေးပြစီဦးမင်းတို့ကိုချစ်လို့များလားလေဒီလိုမေးကြည့်တော့မှသူစဉ်းစားတယ်လို့ခေါ်ရွေပြုံးလေးဝင်ကညိုယူဆွဲပေါ်လေခင်မင်းစိတ်ကလေးသူ့ကိုအလိုချစ်လို့နေတေးချာရကြည့်မိသွားမှတကယ်ကိုချစ်မိနေခက်ပါတယ်လေရှက်ပါတယ်လေကိုနဲ့တီးလဲမတီးပဲနဲ့ကိုနဲ့ဘာမှမဖြစ်ဖဲနဲ့မျက်စောင်းထိုးကမကြည့်လို့ကြည်ရဒီမှာမိန်းကလေးမေးပြစီဦးမင်းတို့ကိုချစ်လို့များလားလေ